ရှင်တဲ့အကြောင်းအရာလေးကတော့လာမယ့်မေစုရဲ့အသက်82နှစ်ပြည့်မွေးနေ့နဲ့အတူကျွန်တော်တို့ဒီထိုင်းနိုင်ငံမဲဆောက်မှာရှိတဲ့နေရာမှာပေါ့နော်ကျွန်တော်တို့ကကျင်းပေါကိစ္စကိုဆွေးနွေးတင်ပြမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီအတွက်ကိုဆရာနေကိုအရင်ဆုံးဖိတ်ခေါ်ပေးချင်ပါတယ်နော်ဆရာနေအဲ့ဒီမှာအခုလက်ရှိကျင်းပဖို့လုပ်နေတဲ့အစီအစဉ်လေးတွေကိုဆရာနေအသေးစိတ်ကလေးကျွန်တော်တို့မျှဝေပေးပါအောင်နော်ဟုတ်ကဲ့ကျွန်တော်တို့ကအခုဒီအကိုတို့ရောအမားတို့ရောအကုန်လုံးဒီအမေစုဝင်းလေးဆိုလို့ရှိရင်ကျွန်တော်တောက်လျှောက်ဒီအထိမ့်မှတ်တစ်ခုခုကျွန်တော်လုပ်ခဲ့ကြတယ်ပေါ့လေဆိုတော့အာနာသိပြီးနောက်ပိုင်းမှာကစလို့ဒီအမေစုဝင်းလေးကိုဝင်းလေးရှိမှပါတဲ့ဝင်းလေးပေါ့ဝင်းလေးရှိမှပါတဲ့ဝင်းလေးကိုကျွန်တော်ဖျက်တမ်းကြတဲ့အခါမှာလည်းပဲဒီတော်လှန်ရေးအခမ်းကဏ္ဍဖြစ်တဲ့အလျောက်ကျွန်တော်တို့အကုန်လုံးပါဝင်နေသည့်အလျောက်ဒီဝင်းလေးရှိမှပါတဲ့ဝင်းလေးကိုဖျက်တမ်းကြတဲ့အခါမှာကျွန်တော်တို့ကအထိမ့်မှတ်ဆိုတာလည်းဟုတ်တယ်အထိမ့်မှတ်အဲပြုလုပ်သည့်အလျောက်ကျွန်တော်တို့ကအကျိုးရှိသည့်လုပ်ငန်းစဉ်ဆိုတဲ့အရာမျိုးနဲ့ကျွန်တော်တို့ပူးတွဲပြီးလှုပ်ရှားကြတယ်ပေါ့ဆိုတော့နှစ်တိုင်းကျွန်တော်တို့ကဒီမေစုမွေးနေ့ရောက်လို့ရှိရင်တစ်ခုခုအနေနဲ့တိုင်းပြည်အကျိုးတစ်ခုကိုရှိအောင်ကျွန်တော်လုပ်ကြတယ်ဒါအထိမ့်မှတ်ပေါ့လေတော်လှန်ရေးကာလမှာလည်းပဲ2021ကျွန်တော်တို့အာဏာသိမ်းပြီးတော့အကြမ်းဖက်စစ်အာဏာသိမ်းပြီးနောက်ပိုင်းအဆလို့ကျွန်တော်တို့ကဒီမေစုကြားထဲမှာတော့ဒီတော်လိုင်းလုပ်ငန်းစဉ်တွေကိုလှုပ်ရှားနေတဲ့အလျောက်မေစုမွေးနေ့မှာဆိုရင်ဒီအင်းနဲ့အားနဲ့တစ်ခုခုအထိမ့်မှတ်တစ်ခုဖြစ်ကျွန်တော်လှုပ်ရှားကြမယ်ဆိုတဲ့အသွင်တိုင်းနဲ့ကျွန်တော်လှုပ်ရှားကြတယ်ပေါ့လေလှုပ်ရှားကြတဲ့အခါကျတော့ဒီနေ့82နှစ်မေစုမွေးနေ့82နှစ်ပြည့်ကိုရောက်လာတယ်၄နှစ်ခွဲကျော်ကာလတစ်ခုလောက်ကိုတောက်လျှောက်လှုပ်ရှားနေခဲ့တဲ့ကျွန်တော်တို့ရဲ့ဒီနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မေဒေါ်ဆန်းစုကြည်ပေါ့လေမေစုရဲ့ဆုံးလောအနစ်နာခံမှုတွေကိုကျွန်တော်တို့ကလေးစားသောအဖြစ်ဒါကိုစံပြယူပြီးတော့ကျွန်တော်ဒေါ်နိုင်လုပ်ငန်းတွေမှာ၆သောအဖြစ်ဒီနှစ်မှာကျွန်တော်တခုခုစီတင်ကြမယ်ဆိုပြီးတော့ကျွန်တော်တို့ဒီ Global Humanitarian Aid for မြန်မာဆိုတဲ့ကျွန်တော်တို့ဖွဲ့ရနေပြီးတော့မှဒီဥစ္စာကိုကျွန်တော်အစပြပြကြတယ်ပေါ့လေခေါင်းဆောင်တယောက်ကနီးတူကျွန်တော်တို့ကသွားဖို့လိုတယ်ဒါမှလက်လွှဲဖို့ဆိုတဲ့ခိုင်းကဏ္ဍပဲဒီလက်လွှဲစိတ်ချရမယ်ဆိုတဲ့မေစုရဲ့အမြဲပြောနေကြစကားရှိတယ်ပေါ့ဆိုတော့ကျွန်မလက်လွှဲခဲ့ခြင်းဆိုတဲ့အရာမျိုးတစ်ခုအရေးချင်းတစ်ခုမျိုးပြည့်အောင်ကျွန်တော်တို့တိုင်းပြည်နိုင်ငံအတွက်ကျွန်တော်တို့အများကြီးလှုပ်ရှားကြဖို့လိုနေပေါ့ဒီကောင်းစီတွေနဲ့ကျွန်တော်တို့ကဒီရွေချက်တွေနဲ့ဒီစံသတ်မှတ်ချက်တွေနဲ့ကျွန်တော်တို့ကရှေ့အများကြီးဆက်ပြီးစူးစမ်းနေဖို့လိုတယ်ဒါကြောင့်လည်းပဲဒီနှစ်မှာဆိုလို့ရှိရင်ကျွန်တော်တို့အခုဒီပုံနာထောင်းတို့အမဖြူဦးဆောင်နဲ့ဒီ Global Humanitarian Aid for မြန်မာဆိုတဲ့ကျွန်တော်တို့ရဲ့အဖွဲ့ပေါ့လေကျွန်တော်တို့ရဲ့အဖွဲ့ကနေပြီးတော့ဒီနေ့ဘာလို့ကြမလဲလို့ကျွန်တော်ကြားလိုက်တဲ့အခါမှာပဲခူးတိုင်းကကျွန်တော်တို့သွားခြင်းတဲ့နေရာမျိုးတွေပေါ့လေအဲ့တော့သွားခြင်းတဲ့နေရာမျိုးတွေကိုကျွန်တော်တို့သွားနိုင်ဖို့ဒီရမုံဝင်ကံမဲကိုကျွန်တော်လုပ်တယ်ဆိုတော့လုပ်တဲ့အခါမှာကျွန်တော်ဘယ်လိုစီစဉ်ထားလဲဆိုတော့ဒီအတင်းမောင်းကိုရမုံရှာဖွေလုပ်ငန်းစဉ်ကိုကျွန်တော်၄ခုအနေနဲ့ကျွန်တော်တို့ဖွဲ့အခုသတ်မှတ်လိုက်တယ်ပထမတစ်ခုကကျွန်တော်တို့ကဒီဘောလုံးအသင်းတွေလောက်ကြတဲ့အခါမှာအသင်းဝင်ကြီးဆိုတာကျွန်တော်ရှိမယ်နောက်တစ်ခုအသင်းဝင်ကြီးတွေဒါကြောင့်မဟုတ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ကဒီဘောလုံးအသင်းကိုလာရောက်ကြတဲ့နိုင်ငံရေးမိသားပြည်သူတိုင်းကိုကျွန်တော်တို့အဲ့လိုမြေပြင်ပေါ့နော်မြေပြင်မှာကျွန်တော်လူကလာချတာပေါ့စားဒါဒုတိယလုပ်ငန်းစဉ်ဖြစ်တယ်တတိယလုပ်ငန်းစဉ်ကတော့ကျွန်တော်တို့ဒီ online ကနေပြီးတော့ဒီပွဲရှိတယ်ဒီပွဲအတွက်ကိုကျွန်တော်ရမုံကောင်းတယ်ရမုံရှာဖွေနေတယ်ဒါကြောင့်အတွက်ဒီရမုံပွဲအတွက်နိုင်ငံရေးထောက်ပံ့မှုအနေနဲ့ထောက်ပို့မှုတစ်ခုအနေနဲ့ကျွန်တော်ပြုကျင်လို့ရှိရင်ပြုနိုင်တယ်ဆိုတဲ့အချက်တစ်ခုမျိုးနဲ့ကျွန်တော်ခေါင်းစဉ်၃မျိုးကျွန်တော်ရှာဖွေမယ်နောက်တစ်ခုကတော့ဒါဒီမဖြစ်ဖြစ်လိုင်းကဒီမဖြစ်ဖြစ်လိုင်းကနေပြီးတော့မှကျင်းပရောင်းချမယ်ကျွန်တော်ချက်ကcampaign ရှိတယ်ချက်က campaign ရှိတယ်ခေါင်းစဉ်၄ခုနဲ့ကျွန်တော်ရှာတယ်ပေါ့ခေါင်းစဉ်၄ခုနဲ့ကျွန်တော်ရှာမှဖြစ်တယ်အဲ့တော့မြေပြင်ပိုင်းကိုကျွန်တော်ရှင်းပြရလို့ရှိရင်မြေပြင်ပိုင်းမှာကကျတော့ဒီအသင်းဒီဘောလုံးအသင်းတွေဆိုလို့ရှိရင်ကျွန်တော်တို့အခုအသင်း30ကျွန်တော်တို့သတ်မှတ်ထားတယ်ပေါ့အသင်း30ကျွန်တော်သတ်မှတ်ထားတယ်အသင်း30သတ်မှတ်ထားတဲ့အခါမှာတသင်းကိုကျွန်တော်ဝင်ကြီး
1999ဘတ်1999ဘတ်အနေနဲ့ကျွန်တော်သတ်မှတ်လိုက်တယ်အတင်း30ကျွန်တော်သတ်မှတ်လိုက်တယ်အတင်း30သတ်မှတ်လိုက်တယ်ဆိုတော့1999ဘတ်ပဲရှိတယ်ဖူဇယ်ပင်ဖြစ်တယ်ကျွန်တော်12ဦးဖိတ်ခေါ်ထားတယ်12ဦးဖိတ်ခေါ်ထားတယ်အဲ့တော့ဒီနီးပြပုံစံမျိုးနဲ့နီးပြပေါင်းကျွန်တော်တို့ဒီsorry 12ဦး plus နီးပြပေါ့နော်ဆိုတော့အဲ့တော့အဲ့လိုမျိုးနဲ့အတင်း30ကျွန်တော်ဖိတ်ခေါ်ထားတယ်တတင်းကို1999ပဲကျွန်တော်ယူထားတယ်ဒီမှာမမကျွန်တော်တို့ပထမစုကိုကျွန်တော်1000ပြန်ပေးမယ်ဒုတိယစုကိုကျွန်တော်တို့3000ပေးမယ်တတိယစုကိုကျွန်တော်တို့1000ပေးမယ်အဲ့ဒီမှာအကောင်းဆုံးဘိုးသမားကစားသမားဒီရှိမယ်နောက်တစ်ခါပထမစုဒုတိယစုတတိယစုကိုကျွန်တော်တို့ဖလားဆွဲပြားဆိုတဲ့အရာကျွန်တော်စီစဉ်ထားတယ်အကောင်းဆုံးကိုသမားနဲ့အကောင်းဆုံးကစားသမားကိုခုနဒိုင်းစုပေါ့ဒိုင်းစုကျွန်တော်စီစဉ်ထားတယ်ဆိုတော့အဲ့ဒီတော့ကျွန်တော်တို့ဒီပွဲဖြစ်မြောက်ဖို့အတွက်ဆက်ဆက်ရကူညီပေးနေတဲ့အဖွဲ့တွေရှိတယ်နိုင်ငံရေးလောကကျွန်တော်မိတ်ဆွေပေါ့နော်ကွင်းနဲ့ပတ်သက်လို့တော့ကောဒိုင်းနဲ့ပတ်သက်လို့တော့ကောစားတောက်စာရေးတောက်ရေးနဲ့ပတ်သက်လို့တော့ကောအကုန်လုံးကူညီပေးနေတဲ့ပုံကိုများနောက်တစ်ခါဘောလုံးအသင်းခန်းခန်းတိုင်းနဲ့ပတ်သက်လို့တော့ကောစီမင်းစည်းကမ်းနဲ့ပတ်သက်လို့တော့ကောလုံခြုံရေးအခန်းကဏ္ဍနဲ့ပတ်သက်လို့တော့ကောကူညီပေးနေတဲ့ကျွန်တော်တို့ဒီတော်လှန်ရေးလောကနေပေကအကြောင်းညီကိုများရှိတယ်ဆိုတော့အားလုံးလည်းပဲကျေးဇူးအများကြီးတင်ကြအောင်ကျွန်တော်တို့အဖွဲ့ကိုစားကျွန်တော်ပြောလို့ပါတယ်မက်ဖြူရေမင်္ဂလာပါနော်မက်ဖြူရဲ့အခုဒီကျွန်တော်တို့ global နဲ့ဆက်ပြီးတော့ run မဲ့ဒုတိယမြောက်ပေါ့နော် campaign တစ်ခုပေါ့နော်ဆိုတော့ဒီ campaign ရဲ့အခြေအနေလေးလည်းကျွန်တော်တို့နည်းနည်းတင်ပြလို့ရတာလေးတင်ပြပေးပါဦး Thank you ကိုဝနာကျေးဇူးတင်ပါတယ်အားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေမဖြူကတော့အခုဒီအမေစုရဲ့82နှစ်မွေးနေ့အမှတ်တရအနေနဲ့မဖြူမာဘီကိုတက်နိုင်တဲ့အပိုင်းကနေဆက်လက်ကူညီနိုင်တဲ့အပိုင်းကတော့ဒီ cancer family အတွက်ပေါ့နော်မဖြူတံပိုးထားတဲ့ဒီ jewelry လေးတွေအဲ့နဂတ်တို့ဆွဲကြိုးတို့လက်စွပ်လေးတွေကိုမှဆက်ပြီးတော့လှူဒန်းပြီးတော့ရမဝေဆက်ရှာမယ်ပေါ့နော်မဖြူတို့ဒီရမဝေရှာခဲ့တဲ့ cancer နဲ့ပတ်သက်ပြီးတော့အားပေးခဲ့တဲ့မိတ်ဆွေတွေအားလုံးလည်းကျေးဇူးအများကြီးတင်တယ်အခုဒီလာမယ့်အမေစုရဲ့82နှစ်မွေးနေ့ရဲ့ cancer လေးကိုလည်းပါဝင်ကူညီပြီးတော့အတူတူစုပေါင်းပြီးတော့လှူဒန်းကြပါလို့လည်းဘောနော်နှိုးဆော်ပါတယ်ပေါ့နော်လက်မှတ်လေးတွေကိုတစားကို US $10နဲ့မဖြူရဲ့ဒီ US အပိုင်းကမိတ်ဆွေတွေဝယ်ယူအားပေးကြပါမဖြူရဲ့ပန်းနိုင်ပေါ့နော် goal ကတော့မှတ်ထားတဲ့တတ်မှတ်ထားတဲ့ပမာဏအမရောင်းမှာကတစ်လအတွင်းပေါ့နော်မဖြူရောင်းကျင်တာကတော့လက်မှတ်အဆောင်900ဖြစ်ပါတယ်အဲ့ဒါလေးကိုမဖြူအခုဒီ Global Humanitarian Aid အဖွဲ့အစည်းကနေအစည်းအဝေးတွေထိုင်ပြီးတော့အခုလိုဗီဒီယိုလေးတွေတင်ပြပြီးတော့ခဏပေါ့နော်မဖြူတို့ campaign မပြီးမချင်းကိုတင်ပြသွားပါမယ်လို့လည်းဘောနော်ကြိုတင်ပြောထားခြင်းပါတယ်အားလုံးကိုကျေးဇူးလည်းတင်ပါတယ်ဆက်လက်ပြီးတော့မာပြည်အတွက်ပြီးတော့ဆက်ပြီးတော့စူးစမ်းကြရအောင်လို့ဟုတ်နောက်ပြီးတော့ cancel မဲဆိုရင်တော့မဲရပါလဲဆိုရင်တော့မဖြူရဲ့ပစ္စည်း8ခုကိုဒီပွဲအတွက်ထုတ်ထားပါတယ်အဲ့ဒါလေးတွေကိုလည်းမဖြူတို့ဒီတပ်ပုံလေးတွေနဲ့ဆက်ပြီးတော့တင်ပြပေးမယ်ပေါ့နော် thank you ပါကိုမနာလည်းကျွန်တော်တို့ကဒီဟာကအခုဒါ global humanitarian နဲ့တွားတဲ့ခါကျကျွန်တော်အဓိကတော့ဒီအဖွဲ့အစည်းရဲ့ရွေးချက်ကတော့ကျွန်တော်တို့ကလူတိုင်းစာနာမှုတွေအကူအညီတွေပေးလို့ရအောင်လို့ပြီးတော့ဗမာပြည်မှာဖြစ်ပျက်နေတဲ့အခြေအနေတွေကshort term မဟုတ်တော့ဘူး long term ဖြစ်နေပြီ long term ဆိုတော့ဒီရှီကိုကျွန်တော်တို့ကတွက်ပြီးတော့ဒါကိုပဲပွင့်လင်းပြောရင်တော့ကျွန်တော်တို့တွေမအားတဲ့အချိန်တွေကနေပြီးတော့မှကျွန်တော်ဖဲ့ပြီးတော့မှဒါကိုလုပ်ပြီးရွေးချက်ဖြစ်ပါတယ်ပေါ့နော်အဲ့အတွက်လည်းမဖြူလည်းကျေးဇူးတင်တယ်ဆရာနေတို့ဒီဘက်ကမယူဆွေတို့လည်းကျေးဇူးတင်တယ်မေတော်အောင်ဆန်းစုကြည်ရဲ့အသက်82နှစ်ပြည့်မွေးနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ပေါ့နော်လက်ရှိအချုပ်ထဲထောင်ထဲမှာရောက်နေတဲ့အမေစုရဲ့82နှစ်ပြည့်မွေးနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ကျင်းပပြုလုပ်တဲ့ဆရာနေရဲ့ဘောလုံးပွဲကရတဲ့ရန်ပုံငွေကလည်းဒီပြောမယ်ဆိုလို့ရှိရင်ဒီမြန်မာပြည်မှာဒုက္ခဆင်းရဲရောက်နေတဲ့ဒီသူတွေအတွက်ပဲပေါ့နော်မေစုကိုဂုဏ်ပြုတဲ့အနေနဲ့တော့ဒါအမေစုရဲ့မွေးနေ့မှာကောင်းမှုပြုပေးတာပေါ့နော်နောက်ဒီနောက်ထပ်ပေါ့ဒီ Global Humanitarian ရဲ့အိမ်မြန်မာရဲ့ရန်ပုံငွေကန်ဆယ်မဲတိကက်ကလည်းဒီမမဖြူရဲ့ရတနာတွေကိုပေါ့နော်ရောင်းပြီးတော့မှကန်ဆယ်မဲလုပ်ပြီးတော့မှလုပ်ပြီးမှဖြစ်တဲ့အတွက်အဲ့ဒီရန်ပုံငွေရတဲ့အဲ့ဒီကန်ဆယ်မဲရတဲ့ငွေတွေကလည်းဒီမြန်မာပြည်ထဲမှာဖြစ်ပျက်နေတဲ့
ဒုက္ခတွေရှိကိုပဲစီစစ်မှာဖြစ်တဲ့အတွက်တက်ကတ်တွေကိုကျမစီမှာလည်းဝယ်လို့ရတယ်မဖြူစီမှာလည်းလှမ်းဝယ်လို့ရတယ်ကိုဝနာစီမှာလည်းလှမ်းဝယ်လို့ရတယ်လို့မျိုးဆရာနေစီမှာလည်းဝယ်လို့ရတယ်ပေါ့နော်ဘောလုံးပွဲကိုလည်းအဲ့ဒီရက်19ရက်နေ့မြေစုမွေးနေ့မှာအလုံးမှာဖြစ်တဲ့အတွက်အဲ့ဒီကိုလည်းလာကြည့်ပြီးဖို့ဖိတ်ခေါ်တယ်ပေါ့နော်